မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်အထွေထွေတင်မှုဒေါ်အောင်ဆန်းစုကြည်မှနှုတ်ခွန်းဆက်စကားပြောကြားပေးပါရန်လေးစားစွာပန်ကြားအပ်ပါတယ်ရှင် ကျွန်တော်ရဲ့ပြည်တော်စုနေခန္ဓာကိုကြောက်ရောက်လာတဲ့အဲ့ဒီအားလုံးကိုကျွန်တော်ကြိုးရတယ်။ဒါပြီးတော့ကျွန်တော်တို့အားပေးတယ်ကျေးဇူးတင်ပါတယ်။ဒီနေ့ပြည်တော်စုနေမိကုန်းကိုကျမကိုပြင်တိုင်းသားလူငယ်တယောက်ပြောခဲ့တဲ့စကားနဲ့ကျမစတင်ပါတယ်။ဒီလူငယ်ကဘယ်လိုပြောခဲ့လဲဆိုတော့နိုင်ငံခြားမှာရောက်နေတဲ့ဗမာတွေကိုလေ့လာတဲ့အခါကျတော့တတိထားမိတယ်။ညာအဲဒီဗမာတွေဟာဗမာဆိုမြန်မာနိုင်ငံလူနိုင်ငံသားအားလုံးကိုသူဆိုလိုတာဖြစ်ပါတယ်။ မြန်မာနိုင်ငံလူနိုင်ငံသားတွေဟာတဲ့အသက်အဆန်းတွေနဲ့ရင်ဆိုင်ရတဲ့အခါကြလို့ရှိရင်လူရဲကံရဲမရှိဘူးဆိုတော့ပြောတော့အဲ့ဒါကိုကျွန်မစဉ်းစားလိုက်တာဘာဖြစ်လို့ဒီလိုလူရဲကံရဲမရှိတာလဲဆိုတာဟာကိုမတွေ့ကြုံဘူးတဲ့ကိစ္စတွေကိုကံကြွယ်ရတဲ့အခါကြလို့ရှိရင်ပြဿနာတွေတက်မှာအဆင်မပြေမှာရှုံးနေမှာအဲ့ဒါတွေကိုစိုးရွံ့ပြီးတော့မဖြစ်မြောက်တာမလုပ်ရဲတာလို့ကျွန်မထင်ပါတယ် တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်လူတွေရှုံးနိုင်တယ်ဆိုတာရှုံးနိုင်ခြင်းကိုကြောက်လို့ကိုလုံးကလေးကပြိတ္တခိုင်ခိုင်မာမာနဲ့မလုပ်လို့ပဲဖြစ်တယ်။အရင်64ခုနှစ်64နှစ်တုန်းကဆိုလို့ရှိရင်ကျမတို့ရဲ့မျိုးသားကောင်းဆောင်ကြီးများတိုင်းရင်းသားကောင်းဆောင်ကြီးများဟာအဆန်းအသက်ဖြစ်တဲ့ဒီတော်စုဆိုတဲ့ကိစ္စကိုအားလုံးပဲတွဲပြီးလုပ်မယ်ဆိုတော့ဆုံးဖြတ်လိုက်။ဒီသစ္စာနဲ့အတွေးခေါ်ဖို့ မိမိရရဆုတ်ကင်ပြီးတော့ရဲရဲဝံ့ဝံ့နဲ့အကောင့်တွေပေါ်ခဲ့ကြတယ်။အဲ့တော့ကျမတို့ဟာဒီအလုပ်တွေကိုဆက်လုပ်ရမှာပဲ။အခုကျမတို့ဖြစ်နေစီလျော်တဲ့လုပ်ငန်းတွေကိုအတွေးခေါ်တက်တည်နေကျမတို့ကနေပြီးတော့ရင်ဆိုင်ရမယ်။လုပ်တဲ့လုပ်ထိုက်တဲ့ဟာတွေကိုတတိရှိရှိနဲ့လုပ်ရ။ကိုလုပ်ပြီးဆိုကြတဲ့ကကြောက်တဲ့စိတ်နဲ့မဟုတ်ဘဲနဲ့အောင်မြင်ပါမလားဆိုတဲ့စိတ်နဲ့မဟုတ်ဘဲနဲ့အောင်မြင်ဒီအထိလုပ်မယ်ဆိုတဲ့ခိုင်မာတဲ့စိတ်ဓာတ်တွေကျမတို့မှရှိဖို့လိုပါတယ်။ အခုကျမတို့နိုင်ငံမှာဆိုလို့ရှိရင်အင်မတန်မှညီညွတ်ရေးကိုလိုအပ်နေပါတယ်။ညီညွတ်ရေးရှိဖို့ဆိုတာဟာလူတိုင်းဟာမိမိရဲ့နေရာမှာတရားများများတာတာနဲ့ရပ်တည်နိုင်မယ်ဆိုတဲ့ယုံကြည်ချက်ရှိဖို့လိုတယ်။အဲတိုင်းရင်းသားအားလုံးဟာမိမိတို့ကိုတရားများများတာတာနဲ့ဆက်ဆံမယ်ဆိုတာကိုယုံကြည်လို့ရှိရင်ကျမတို့ညီညွတ်ဖို့မရကြအကြောင်းမရှိပါဘူး ဒါကြောင့်ကျမတို့ရဲ့မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကတရားဥပဒေစိုးမိုးရေးကိုအင်မတန်မှအလေးထားတယ်ဆိုတာဒါပါလေညီညွတ်ရေးရဲ့အခြေခံလိုအပ်ချက်တစ်ခုကတရားဥပဒေစိုးမိုးရေးပဲဖြစ်ပါတယ်ဒါကြောင့်ကျမတို့တရားဥပဒေစိုးမိုးရေးအတွက်လုပ်သွားမယ်ကျမတို့ညီညွတ်ရေးအတွက်လုပ်သွားမယ်နောက်တစ်ခုလိုပါတယ်ညီညွတ်ရေးအတွက်ညီညွတ်မှုရှာဖို့ဆိုတာဟာနေရာလိုပါတယ်နေရာကျယ်ကျယ်ပြန့်ပြန့်မှာအားလုံးကနေတော့ဝင်ပြီးတော့လုံနိုင်ဖို့လိုပါတယ် ကျမတို့ရဲ့နိုင်ငံရေးနယ်ပယ်ကိုကျင်းပြအောင်လို့လုပ်ထားလို့ရှိလို့ရှိရင်ညီညွတ်ရေးလမ်းကိုပိတ်ထားတဲ့အတူတူပါပဲ။ဒါကြောင့်ကျမတို့အားလုံးဟာညီညွတ်ရေးလမ်းကိုရှောင်နိုင်ဖို့အတွက်ကျမတို့ရဲ့နိုင်ငံရေးနယ်ပယ်ကိုကျေအောင်လုပ်ရမယ်။ကျမတို့အားလုံးဟာလက်တွဲပြီးလုပ်ရမယ်။အားလုံးဟာမျှမျှတတနဲ့တူကိုတူနားလည်မှုရှိရမယ်။ဒီလိုတချို့တွေကဆိုရင်ဒါရီဖြစ်နိုင်ပါမလားဆိုပြီးတော့မေးတဲ့စကားတွေကျမတို့ကြားရတယ်။ဘယ်တော့ကြာပြီးလဲရုပ်ကံခဲ့တာဖြစ်နိုင်ပါမလား။ အဲ့ဒီလိုပြောလို့မရပါဘူး။ကြာတာမကြာတာအဓိကမဟုတ်ပါဘူး။ကျမတို့လုတ်တဲ့ကိုင်းတဲ့နေရာမှာမှန်ကန်လုတ်လားမလုတ်လားဆိုတာအဓိက။မှန်ကန်လုတ်လို့ရှိလို့ရှိရင်ကျမတို့လိုချင်တဲ့ပန်းတိုင်ကိုရောက်သွားပြီးတော့အဲ့ဒီပန်းတိုင်ဟာကျမတို့မျောမှန်းတဲ့အတိုင်းပဲဖြစ်ပါလိမ့်မယ်။မှန်ကန်မလုတ်လို့ရှိလို့ရှိရင်အပေါ်ယံကြည့်တော့အခါကျတော့ကိုလိုချင်တဲ့ပန်းတိုင်ကိုမြန်မြန်ဆန်ဆန်ရောက်တယ်လို့ထင်ပေမဲ့ဒီပန်းတိုင်ဟာကျမတို့မူလတုန်းကမျောမှန်းတဲ့ပန်းတိုင်ကိုဟုတ်ချင်မှဟုတ်ပါတော့ပါအများကြီးမဟုတ်တာဖြစ်ပါလေ။အဖြစ်လို့လဲဆိုတော့မမှန်ကန်ကြီးနဲ့လုံယူတဲ့ကိစ္စမှန်တယ်များဟာနောက်ဆုံးကြတော့မမှန်ကန်မဲ့ဆုံးရပါလေ။အဲ့တော့ကျမတို့အားလုံးဟာလက်တွဲပြီးတော့မှန်ကန်ကြီးနဲ့တကယ်ကိုညီညွတ်တဲ့ပြည်တော်စုကြီးတစ်ခုထူထောင်ဖို့ဒီနေ့ပြည်တော်စုတွေမှာတန်ဖိုးထန်ချဖို့လိုပါပဲ။ဒီလိုပြည်တော်စုကြီးထူထောင်ဖို့ဆိုတာတိုင်းရင်းသားများအားလုံးပါဝင်လို့လိုပါတယ်။ ဒါကြောင့်ထပ်ပြီးပြောပြရတယ်တိုင်းရင်းသားတွေမှာလည်းဗမာတွေပါပါလိမ့်ဗမာတွေဆိုတာတော့အများစုဖြစ်တဲ့တိုင်းရင်းသားပဲအဲ့တော့ကျမတို့အားလုံးဟာဒီနိုင်ငံမှာနေတဲ့တိုင်းရင်းသားလူမျိုးစုတွေပဲဖြစ်ပါတယ်အဲ့ဒီတိုင်းရင်းသားလူမျိုးစုတွေအားလုံးဟာကျမတို့ရဲ့လူချင်းတဲ့ပန်းတိုင်ကိုအောင်မြင်နဲ့ရောက်နိုင်မယ်ဆိုတဲ့ယုံကြည်ချက်နဲ့တပ်ပြီးရှိဆက်ပြီးတော့သွားကြပါစို့လို့ကျမဆန္ဒပြုနေနေဖို့ဖြစ်ပါတယ်